2026ရက်2ရက်မြောက်နေ့ကိုရောက်လာခဲ့ပြီ။အိမ်ရှိနှစ်စင်အောက်ကရေညှိနဲ့အပင်ရှည်ကိုကြည့်ပြီးကျွန်တော်တခုစဉ်းစားမိတယ်။ဒီရေညှိနဲ့အပင်တွေရလေတရက်သေးတညရဲနဲ့ကြီးလာတာတော့မဟုတ်ဘူး။ကျွန်တော်တို့ဒီတိုင်းထားလိုက်မယ်ဆိုရင်တော့နှစ်စင်ရဲ့မြင်ကွင်းကိုလည်းကွယ်မယ်။အိမ်ရှိမှလည်းခြုံတွေထူထပ်လာမယ်။ဘေးပတ်ဝန်းကျင်တွေပါမြင်မကောင်းဖြစ်သွားမှာပေါ့နော်။ဆိုတော့ကကျွန်တော်ဒီနေ့အားလုံးကိုရှင်းပြဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဒီညရတဲ့အပင်တွေရှုပ်နေလို့တန်ရှင်းလုပ်ပြီးရေနဲ့ဆေးချလို့ရတယ်လို့ပြောကျွန်တော်တို့စိတ်ထဲမှာတစ်နှစ်လုံးစုဆောင်းပြီးခဲ့တဲ့စိတ်အညစ်အကြေးတွေစိတ်အတောက်ဖြစ်စေပြီးစိတ်အနှောက်အယှက်ဖြစ်စေတဲ့အတိတ်တွေကိုကျွန်တော်တို့ဒီနှစ်တဲ့အစမှာပဲအပြတ်သက်ရှင်းထုတ်ပစ်လိုက်လို့မရဘူးလားပေါ့ဒီရှုပ်ထွေးနေတဲ့အပင်တွေကိုရှင်းလိုက်မှမြေကြီးကိုမြင်ရတယ်လို့စိတ်ထဲကအကျွင်းကြံအမှိုက်တွေကိုရှင်းလိုက်မှပဲဘဝရဲ့လှတရားကိုပြန်မြင်ရမှာပါ2026ကကျွန်တော်တို့အတွက်စိတ်အသစ်တစ်ပံပြန်စားတဲ့နှစ်တစ်နှစ်ဖြစ်ပါစေအပြင်ပန်းနဲ့မကပဲစိတ်ထဲမှာပါတန်ရှင်းလက်ဆက်တဲ့လူတစ်ယောက်အနေနဲ့ဒီနှစ်ကိုအတူတူပြတ်တန်းကြပါဗျာ